ဒီစရာအနေနဲ့တောင်မှတစ်ဖက်သားကိုနစ်နာအောင်မလုပ်ထိုက်ဘူးသုလပန္ဒကဆိုတာကြည့်ယဟနာဖြစ်မဲ့ဘဝယဟနာဖြစ်မဲ့ပုဂ္ဂိုလ်ပဲညာလိုက်ညာထိုင်းမလဲညာအမတန်မှထွက်တာပေါ့ပရိသေရိစိတ်ကိုညာနဲ့ရှင်ပြီးတော့ညာနာတမြုံနဲ့မွေးလာတဲ့ပုဂ္ဂိုလ်တူလျောက်ဟာတူဟာဂါထာလေးတစ်ပုဒ်ကိုလေးလကြက်တာမရဘူးတဲ့ရှင်ဆုလပံဂါထာလေးတစ်ပုဒ်လေးလကြက်တာမရတော့အကိုလှုပ်တဲ့ယဟန္တာမဟာပန္နကမင်းသာသနာနဲ့မတန်မှုအိမ်ပြန်တော့ဆိုပြီးတော့နှင်ထုတ်ခံရအေးဘာဖြစ်လို့ဂါထာလေးတစ်ပုဒ်ကိုလေးလထိအောင်ကြက်မရတော့စူးစမ်းရတဲ့နဲ့ဘာလို့မရတာတော့ဆိုအတိတ်ဘဝတစ်ခုလုံးကညံလေးတဲ့ကိုတော်ကိုပြောင်းခဲ့တယ်လှောင်ခဲ့တယ်တဲ့ဟောပြောင်းခဲ့တယ်လှောင်ခဲ့တယ်ရည်စရာသွားလို့